အားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့မှာတော့ကျွန်တော်တို့ရုံးခန်းအသစ်ဖွင့်ပွဲအနေနဲ့ကျွန်တော်တရားနာပြီးတော့မှစွန်းလေးကတ်မဲ့ကုစုကောင်းမှုလေးကိုအခုကြည့်ရှုနေတဲ့လူတွေလည်းတာရုခေါ်လို့ရအောင်လို့ကျွန်တော်နဲ့ဒီ vlog လေးကိုစောင့်အောင်လိုက်ကြည့်ပေးပါဦးခင်ဗျာကျွန်တော်ဒီဆိုင်လေးကတော့မပြီးသေးဘူးပေါ့နော်ကျွန်တော်ရုံးခန်းလေးအရင်ပြီးတဲ့အတွက်ရုံးခန်းလေးကိုအရင်ရွှေ့ပြီးတော့မှကျွန်တော်တရားနာတဲ့စွန်းကတ်မဲ့ပြီးတော့ကုစုကောင်းမှုလေးတစ်ခုအနေဖြစ်သွားအောင်လဲကျွန်တော်ရုံးဖွင့်ပွဲမှာစက်တည်ရှိနဲ့ကျွန်တော်တို့ဒီဖြတ်တန်းလို့ရအောင်လို့လောက်တာပေါ့နော်ဒါကတော့ကျွန်တော်တို့ရဲ့ရုံးခန်းအသစ်ကလေးဖြစ်ပါတယ်ကျွန်တော်ပြမယ်ဒီဘက်မှာဆိုရင်ဒါတံပေါက်စွန်ကတ်မလို့ပေါ့နော်ခုံလေး၃ခုခင်းထားတယ်စီတန့်ဘူးလေးတွေနဲ့တံပေါက်တွေလည်းရောက်နေပြီပေါ့နော်တောင်းနေဖုန်းကြီးတွေကြွလာတော့မှဖြစ်ပါတယ်Dutiyami Gaudhantarana Kisami Dutiyami Dhammantarana Kisami Dutiyami Dhangantarana Kisami Dadiyami Gaudhantarana Kisami Dadiyami Dhammantarana Kisami Dadiyami Dhangantarana Kisamiကျွန်တော်တို့ရုံးခန်းဖွင့်ပွဲအနေနဲ့တရားနာစွန့်ကတ်တာလေးကတော့အထမြောက်သွားပြီဖြစ်ပါတယ်ဒီကုစုလေးကိုလည်းအားလုံးသာဓုခေါ်နိုင်ကြပါစေလို့ဆုတောင်းပေးပါရစေဗျကျွန်တော်တို့အောက်မှာဆိုင်ခန်းအသစ်ဖွင့်လို့ရှိရင်လည်းထပ်ပြီးတော့ကြော်ညာပေးပါမယ်ကျေးဇူးတင်ပါတယ်နိုင်လင်းစောပါ Mega Art, Construction and Decoration.